ကိုတို့အားလုံးပဲမင်္ဂလာပါခင်ဗျာဘာမှကိကနေကြိုဆိုပါရစေကျွန်တော်ကတော့ကိုဆက်ပါအခုကတော့2026ခုနှစ်ဇွန်လ1ရက်နေ့အတွက်နောက်ဆုံးရအားကစားသတင်းတွေကိုစူးစီးပြီးတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့ပြောင်းလဲထားတဲ့ဥပဒေတွေကြောင့်လာမယ့်ကမ္ဘာဖလားပြိုင်ပွဲမှာအနီးကပ်ပြသတဲ့အချိန်ကြီးတွေမြင့်တက်လာဖို့ရှိနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်လာမယ့်ကမ္ဘာဖလားပြိုင်ပွဲမှာစတင်ကျင့်သုံးမဲ့ဥပဒေတစ်တွေထဲမှာပါဇက်ကိုလက်နဲ့ပဲဖြစ်ဖြစ်ဂျာစီနဲ့ပဲဖြစ်ဖြစ်အရာဝတ္ထုတစ်ခုနဲ့ပဲဖြစ်ဖြစ်ကာပြီးစကားပြောရင်တိုက်ရိုက်အနီးကပ်ပြမဲ့ဥပဒေကွင်းနယ်ရဲ့ဆုံးဖြတ်ချက်ကိုစန့်ကျင်တဲ့သဘောလက်မခံတဲ့သဘောနဲ့ကွင်းနယ်ကထွက်သွားရင်အနီးကပ်ပြမဲ့ဥပဒေတွေပါဝင်နေတာပါဒါအပြင်လက်ပစ်ဘောမြောက်ဖို့ဒါမှမဟုတ်ဂိုးလွန်ဘောနဲ့တောင်းကန်ဘောတွေခံဖို့အတွက်ကြာချိန်9စက္ကန့်ပဲသတ်မှတ်ပေးထားပြီးအချိန်ဆွဲဖို့ရည်ရွယ်ချက်နဲ့9စက္ကန့်ထက်ကျော်သွားမယ်ဆိုရင်အဝါကက်ပြခံရမယ့်ဥပဒေတွေပါဝင်မှာဖြစ်ပါတယ်ဒါအပြင်ဂိုးသမားတွေစေကူဖို့လိုအပ်မယ်ဆိုရင်လည်းအများဆုံးကြာချိန်ကစက္ကန့်60ပဲရှိရမယ်လို့သတ်မှတ်ထားတာကြောင့်ကမ္ဘာဖလားပြိုင်ပွဲမှာအချိန်ဆွဲဖို့ရည်ရွယ်လှုပ်ဆောင်ရင်လည်းအဝါကက်တွေနဲ့အနီကက်တွေနဲ့ရင်ဆိုင်ရမယ့်အနေအထားရောက်လာတာဖြစ်ပါတယ်ခင်ဗျာအာဆင်နယ်အသင်းရဲ့ပရီးမီးယားလိချန်ပီယံဖြစ်တဲ့အနေနဲ့အောင်ပွဲခံခဲ့တဲ့အစီအစဉ်မှာအပျော်ကျူးခဲ့တဲ့ပရိသတ်တချို့ကြောင့်အကြီးတန်းခဲ့ရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။22နှစ်ကြာဝေးကွာခဲ့တဲ့ပရီးမီးယားလိချန်ပီယံဖြစ်တဲ့အနေနဲ့မနေ့ကလန်ဒန်မြို့ထဲမှာအာဆင်နယ်အသင်းသားတွေကကားနဲ့လှည့်လည်အောင်ပွဲခံခဲ့တာပါ။အာဆင်နယ်ပရိသတ်သိန်းနဲ့ချီပြီးပါဝင်တဲ့အစီအစဉ်မှာအာဆင်နယ်ပရိသတ်တချို့ကြောင့်ရဲတွေနဲ့မိသက်ဝန်ထမ်းတွေပါအလုပ်ရှုပ်ခဲ့ကြတာပါ။အာဆင်နယ်ပရိသတ်တွေထဲကတစ်ပင်တွေအင်ခေါမိုးတွေဓာတ်တိုင်နေတဲ့မီးပွိုင်တွေရဲ့အန်ဒီရဲ့ရှိတဲ့အမြင့်ပေါ်တက်နေတဲ့ပရိသတ်100ကျော်ကိုမိသက်ဝန်ထမ်းတွေကကယ်ထုတ်ခဲ့ရတာပါ။ဒါအပြင်လိမ်ပိုင်းဆိုင်ရာကျူးလွန်ခဲ့တဲ့အမျိုးသား2ဦးနဲ့သူအာဆင်နယ်ပရိသတ်16ယောက်ကိုလည်းဥပဒေချိုးဖောက်မှုတွေနဲ့ရဲတွေကဖမ်းဆီးထိန်သိမ်းခဲ့ရပါတယ်။အပျော်လွန်နေတဲ့ပရိသတ်တွေကြောင့်လမ်းတွေပိတ်ဆို့နေတာကိုလည်းရဲအင်အားသုံးပြီးရှင်းလင်းခဲ့ရတယ်လို့လန်ဒန်မြို့တော်ဝန်ချုပ်ကသတင်းထုတ်ပြန်ခဲ့ပါတယ်ခင်ဗျာ။မန်ယူနီးပြဟောင်းဆာအဲလက်စ်ဖာဂူဆန်ကချန်ပီယံလိဘောလုံးပွဲကအာဆင်နယ်ရဲ့ကစားပုံကပြင်းစရာကောင်းတယ်လို့ဝေဖန်ခဲ့တယ်လို့ပြင်သစ်နာမည်ကျော်သတင်းဌာနဖြစ်တဲ့ L'Ais Quiz ကရေးသားခဲ့ပါတယ်။ဆာအဲလက်စ်ဖာဂူဆန်က PSG အသင်းပိုင်ရှင်တွေကိုချန်ပီယံလိချန်ပီယံဖြစ်တဲ့အတွက်ဂုဏ်ပြုတဲ့သတင်းစကားပေးပို့ခဲ့တဲ့နေရာမှာခင်ဗျားတို့အသင်းကဘောလုံးကိုဘောလုံးကစားတာနဲ့တူအောင်ကစားခဲ့တဲ့အသင်းဖြစ်တယ်ဆိုတဲ့စာသားတွေနဲ့အတူအာဆင်နယ်ကစားပုံကပြင်းစရာကောင်းတယ်ဆိုတဲ့သဘောမျိုးပေးပို့ခဲ့တယ်လို့ L'Ais Quiz ကရေးသားခဲ့တာပါ။ PSG ကိုပိုင်ဆိုင်ထားတဲ့ကာတာအားကစားအုပ်စုကတော့ဆာအဲလက်စ်ဖာဂူဆန်က PSG ကိုချီကျူးဂုဏ်ပြုတဲ့စာတွေပဲပို့ခဲ့တာဖြစ်တယ်လို့ဖြေရှင်းခဲ့ပါတယ်။အာဆင်နယ်ဟာချန်ပီယံလိဘောလုံးပွဲတစ်ပွဲလုံးမှာဘောလုံးပိုင်ဆိုင်မှု 24.9% ပဲရှိခဲ့တယ်လို့ဂိုးပေါက်တဲ့ကန်ချက်ကလည်း Kai Havertz သွင်းခဲ့တဲ့ဂိုးရတဲ့တစ်ချိန်ပဲရှိခဲ့တာပါ။ပေါ်တူဂီအသင်းကောင်းဆောင်ရိုနယ်ဒိုဟာကမ္ဘာကျော်ရုပ်ရှင်စီးရီးဖြစ်တဲ့ Fast and Furious စီးရီးရဲ့နောက်ဆုံးရုပ်ရှင်မှာမင်းသားအဖြစ်ပါဝင်နိုင်တဲ့အလားအလာတွေပေါ်ထွက်လာခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ Fast and Furious စီးရီးရုပ်ရှင်တွေကိုကိုယ်တိုင်ပါဝင်တရုပ်ဆောင်တယ်လို့ထုတ်လုပ်သူလည်းဖြစ်တဲ့ကမ္ဘာကျော်ရုပ်ရှင်မင်းသားဗင်ဒီဇယ်ကရိုနယ်ဒိုကိုတရုပ်ဆောင်ကောင်းဖြစ်မယ်လို့ယုံကြည်တယ်လို့သူနဲ့လိုက်ဖက်မဲ့ဇက်ကောင်ကိုလည်းဇက်ညွှန်းရေးသူတွေကဖန်တီးနိုင်တယ်လို့ပြောကြားခဲ့ပါတယ်။ Fast and Furious စီးရီးရုပ်ရှင်တွေရဲ့နောက်ဆုံးရုပ်ရှင်ဖြစ်လာမယ့် Fast Forever မှာရိုနယ်ဒိုကိုအထူးတရုပ်ဆောင်အနေနဲ့ပါဝင်ဖို့ဗင်ဒီဇယ်ကကြိုးပမ်းတာတွေလည်းလှုပ်ဆောင်လျက်ရှိပါတယ်။ Fast Forever ဟာလမ်းပေါ်ကအလွတ်သဘောကားပြိုင်တဲ့ဇက်လန်းကိုအသားပေးထားတယ်လို့အရင်ဇက်ကားတွေတုန်းကပါဝင်ခဲ့တဲ့အဓိကတရုပ်ဆောင်တွေအားလုံးပါဝင်မှာဖြစ်ပါတယ်ခင်ဗျာ။ဒီကနေ့တော့နောက်ဆုံးရသတင်းတွေကိုကျွန်တော်တို့ဘာမှကိတ်ကနေပြီးညီကိုတို့အားလုံးတက်စူးစီးပြီးတင်ဆက်ပေးခဲ့တာပါဒီပေါ်မှာညီကိုတို့ထင်မြင်စချက်တွေကိုကျွန်တော်တို့ဘာမှကိတ်ရဲ့ဗီဒီယိုတွေအောက်မှာ comment လေးတွေပေးသွားနိုင်သလိုကျွန်တော်တို့ဘာမှကိတ်ရဲ့ဗီဒီယိုတွေကိုစုံထိကြည့်ရှုပေးတဲ့အတွက်လည်းညီကိုတို့အားလုံးကိုအထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျာ